မနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့ဟာအရာခတ်သိမ်းအောင်မြင်မဲ့နေ့ဖြစ်ပါတယ်အရာခတ်သိမ်းပြီးစီးမဲ့နေ့ဖြစ်ပါတယ်ဘာကိစ္စပဲလှုပ်အောင်မြင်ခြင်းတို့ကူးပြောင်းပြီးတော့အောင်မြင်ခြင်းထိတိုင်ဥတီမဲ့နေတူးနေမြတ်တရဖြစ်ပါတယ်ခင်ဗျာအဲ့တော့မနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့ဟာကောင်းကင်နက်ခတ်အနေထားရကြည့်မယ်ဆိုရင်မူလနက်ခတ်နဲ့စမ်းရှင်ပါတယ်တီတီနေထားရဆိုလို့ရှိရင်ပုံနာတီတီလို့ခေါ်တဲ့ပျော်ရွှင်ခြင်းအောင်မြင်ခြင်းချမ်းမြေခြင်းအေးချမ်းခြင်းတွေနဲ့ပြည့်နှက်နေသောတီတီဖြစ်ပါတယ်ခင်ဗျအဲ့တော့သူကမနက်ဖြန်မှာအခြေရင်းမြစ်တာရင်းနဲ့ပတ်သက်တဲ့ကံကောင်းမှုတွေလည်းပေးစွမ်းတဲ့နေ့လည်းဖြစ်တယ်လက်လာပါနဲ့ပတ်သက်တဲ့ကံကောင်းမှုတွေပေးစွမ်းတဲ့နေ့လည်းဖြစ်ပြီးတော့ရုပ်အနေနဲ့ကြည့်မယ်ဆိုရင်တိတ်ထီရုပ်တိတ်ထရုပ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တိတ်ထီဆိုတာဒီအရာခတ်သိမ်းပြီးစီးခြင်းအားလုံးအောင်မြင်ခြင်းဆိုတဲ့သဘောတရားတက်ရောက်တဲ့အတွက်မနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့တိုက်ဌာနကိုလည်းကြားရောက်တဲ့နေရုနေမြတ်အချိန်ကာကောင်းကိုလက်လွတ်မခံဘဲနဲ့ကျွန်တော်ခုပြောပြမယ်ဂုံတော်လေးကိုပွားများပူဇော်လိုက်ပါကျင်းသေးပေါက်လက်လာပါတကားတွေပွင့်ပြီးတော့လက်ရှိမှာအခြေရေးအစမပြေနေဘူးဆိုရင်လည်းအခြေရေးနဲ့ပတ်သက်ပြီးတော့ပြည်လည်လာမယ်အိမ်အောင်ရေးတောကရောက်နေတဲ့သူဆိုလည်းအိမ်အောင်ရေးတွေအားလုံးအဆင်ပြေလာမယ်လက်လာပါနဲ့ပတ်သက်ပြီးငွေကြေးကံအားနေနေသူပါတယ်ဆိုရင်လည်းမနှက်ဖြန်ဒီကာလာကိုသာရွတ်လိုက်ငွေကြေးကံတွေအားလုံးမြင်မှာပွင့်လန်းလျက်အလုံးစုံစီးပွားရေးအလုပ်ကိုင်တွေအားလုံးအဆင်ပြေလာပါလိမ့်မယ်ခင်ဗျ။အောင်သူစံပမခောလာဘန်အေဟိအောင်သူစံပမခောလာဘန်အေဟိအဲ့ဒါကို20နဲ့9ခေါက်တိရွတ်ပေးရမယ်ဖယားမှာတစ်သီးစွန်းတစွန်းဟိုတပွဲကတ်ပေးပါအကောင်းဆုံးပါပဲတစ်သီးပွဲလေးပေါ့နော်တစ်သီးစွန်းလေးတပွဲလှူပေးပါအဲ့တော့တစ်သီးစွန်းဆိုတာအစဉ်ပြေရနှစ်သက်ရပေါ့နော်ကဲနီးစက်ရငပြောသီးလှူလဲရတယ်ပန်းသီးလှူလဲရတယ်နှစ်သက်ရအစဉ်ပြေတဲ့တစ်သီးပွဲလေးတပွဲစွန်းတော်ကတ်ပြီးတော့ဘဂဝါဆိုတာကိုလေကိုးကောက်ရွတ်ပေးပါအဲ့တော့ဘဂဝါကိုကိုးကောက်ရင်ရွတ်မယ်ပြီးသွားတော့မှခုနကပြောခဲ့တဲ့ခါလာလေးကို20နဲ့9ခေါက်တိရွတ်ပေးမယ်ဒါဆိုရင်လက်တကားတွေပွင့်ပြီရွှေတကားတွေပွင့်ပြီငွေတကားတွေပွင့်ပြီအဲ့တော့ဒီ9လပိုင်းကာလကလက်ပွင့်တဲ့လလေ9လပိုင်းဆိုတာ9လပိုင်းဆိုတာဒီပြိတ္တရာဒီကဏ္ဍရဲ့အခြေပြုတဲ့သဘောတရား structure ဖွဲ့စည်းပုံရရော9ကဏ္ဍရဲ့သဘောဟို hate ပေါ့နော်လွှမ်းမိုးတဲ့အစွမ်းတကိုးတွေရဲ့ဟိုအားလုံးဒီဘယ်လိုခေါ်မလဲခြုံငုံကြည့်မယ်ဆိုရင်9လပိုင်းဆိုတဲ့ကာလပြိတ္တရာသီဟာလက်လာပိုင်းအင်တန်ထူခဲ့သောကာလဖြစ်တယ်အဲ့တော့ကျွန်တော်တို့9လပိုင်း3ရက်နေ့ရော9ရက်နေ့ရောပြောခဲ့တယ်လိုက်လုပ်ခဲ့တဲ့သူတွေလည်းအကျိုးကျေးဇူးများစွာရရှိခဲ့ပြီးအခု9လပိုင်း6ရက်နေ့ငွေဓာတ်ပွင့်ပြီးတော့အရာအားလုံးအရာခတ်သိမ်းမြတ်တာကြီးကနေစပြီးတော့လူမှုရေးစီးပွားရေးချမ်းသာရေးအားလုံးအောင်မြင်တဲ့တိတ်ထီထူးတဲ့နေ့ပါရှားပါတယ်မူလနက်ခတ်နဲ့တိတ်ထီရုပ်စမ်းရှင်ပြီးတော့အတူတကွဟိုဘယ်လိုခေါ်မလဲကိန်းအောင်နဲ့စွမ်းတကူတွေလွှမ်းမိုးတဲ့နေလူနေမြတ်ဆိုတာအင်တန်မှရှားပါတယ်လက်လွတ်မခံဘဲနဲ့လှုပ်ဖြစ်အောင်လုပ်လိုက်ပါကျင်းသေးပေါက်အကျိုးကျေးဇူးတွေခံစားရရှိပါလိမ့်မယ်ခင်ဗျမနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့ဟာအရာခတ်သိမ်းအောင်မြင်မဲ့နေ့ဖြစ်ပါတယ်အရာခတ်သိမ်းပြီးစီးမဲ့နေ့ဖြစ်ပါတယ်ဘာကိစ္စပဲလှုပ်အောင်မြင်ခြင်းတို့ကူးပြောင်းပြီးတော့အောင်မြင်ခြင်းထိတိုင်ဥတီမဲ့နေတူးနေမြတ်တရဖြစ်ပါတယ်ခင်ဗျာအဲ့တော့မနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့ဟာကောင်းကင်နက်ခတ်အနေထားရကြည့်မယ်ဆိုရင်မူလနက်ခတ်နဲ့စမ်းရှင်ပါတယ်တီတီနေထားရဆိုလို့ရှိရင်ပုံနာတီတီလို့ခေါ်တဲ့ပျော်ရွှင်ခြင်းအောင်မြင်ခြင်းချမ်းမြေခြင်းအေးချမ်းခြင်းတွေနဲ့ပြည့်နှက်နေသောတီတီဖြစ်ပါတယ်ခင်ဗျအဲ့တော့သူကမနက်ဖြန်မှာအခြေရင်းမြစ်တာရင်းနဲ့ပတ်သက်တဲ့ကံကောင်းမှုတွေလည်းပေးစွမ်းတဲ့နေ့လည်းဖြစ်တယ်လက်လာပါနဲ့ပတ်သက်တဲ့ကံကောင်းမှုတွေပေးစွမ်းတဲ့နေ့လည်းဖြစ်ပြီးတော့ရုပ်အနေနဲ့ကြည့်မယ်ဆိုရင်တိတ်ထီရုပ်တိတ်ထရုပ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တိတ်ထီဆိုတာဒီအရာခတ်သိမ်းပြီးစီးခြင်းအားလုံးအောင်မြင်ခြင်းဆိုတဲ့သဘောတရားတက်ရောက်တဲ့အတွက်မနက်ဖြန်9လပိုင်း6ရက်နေ့ဗုဒ္ဓဟူးနေ့တိုက်ဌာနကိုလည်းကြားရောက်တဲ့နေရုနေမြတ်အချိန်ကာကောင်းကိုလက်လွတ်မခံဘဲနဲ့ကျွန်တော်ခုပြောပြမယ်ဂုံတော်လေးကိုပွားများပူဇော်လိုက်ပါကျင်းသေးပေါက်လက်လာပါတကားတွေပွင့်ပြီးတော့လက်ရှိမှာအခြေရေးအစမပြေနေဘူးဆိုရင်လည်းအခြေရေးနဲ့ပတ်သက်ပြီးတော့ပြည်လည်လာမယ်အိမ်အောင်ရေးတောကရောက်နေတဲ့သူဆိုလည်းအိမ်အောင်ရေးတွေအားလုံးအဆင်ပြေလာမယ်လက်လာပါနဲ့ပတ်သက်ပြီးငွေကြေးကံအားနေနေသူပါတယ်ဆိုရင်လည်းမနှက်ဖြန်ဒီကာလာကိုသာရွတ်လိုက်ငွေကြေးကံတွေအားလုံးမြင်မှာပွင့်လန်းလျက်အလုံးစုံစီးပွားရေးအလုပ်ကိုင်တွေအားလုံးအဆင်ပြေလာပါလိမ့်မယ်ခင်ဗျအောင်သူစံပမခောလာဘန်အေဟိအောင်သူစံပမခောလာဘန်အေဟိအဲ့ဒါကို20နဲ့9ခေါက်တိရွတ်ပေးရမယ်ဖယားမှာတစ်သီးစွန်းတစွန်းဟိုတပွဲကတ်ပေးပါအကောင်းဆုံးပါပဲတစ်သီးပွဲလေးပေါ့နော်တစ်သီးစွန်းလေးတပွဲလှူပေးပါအဲ့တော့တစ်သီးစွန်းဆိုတာအစဉ်ပြေရနှစ်သက်ရပေါ့နော်ကဲနီးစက်ရငပြောသီးလှူလဲရတယ်ပန်းသီးလှူလဲရတယ်နှစ်သက်ရအစဉ်ပြေတဲ့တစ်သီးပွဲလေးတပွဲစွန်းတော်ကတ်ပြီးတော့ဘဂဝါဆိုတာကိုလေကိုးကောက်ရွတ်ပေးပါအဲ့တော့ဘဂဝါကိုကိုးကောက်ရင်ရွတ်မယ်ပြီးသွားတော့မှခုနကပြောခဲ့တဲ့ခါလာလေးကို20နဲ့9ခေါက်တိရွတ်ပေးမယ်ဒါဆိုရင်လက်တကားတွေပွင့်ပြီ
ရွှေတကားတွေပွင့်ပြီငွေတကားတွေပွင့်ပြီအဲ့တော့ဒီ9လပိုင်းကာလကလက်ပွင့်တဲ့လလေ9လပိုင်းဆိုတာ9လပိုင်းဆိုတာဒီပြိတ္တရာဒီကဏ္ဍရဲ့အခြေပြုတဲ့သဘောတရား structure ဖွဲ့စည်းပုံရရော9ကဏ္ဍရဲ့သဘောဟိတ်ပေါ့နော်လွှမ်းမိုးတဲ့အစွမ်းတကူတွေရဲ့အားလုံးဒီဘယ်လိုခေါ်မလဲခြုံငုံကြည့်မယ်ဆိုရင်9လပိုင်းဆိုတဲ့ကာလပြိတ္တရာဒီဟာလက်လာပိုင်းအင်တန်ထူးခဲ့သောကာလဖြစ်တယ်အဲ့တော့ကျွန်တော်တို့9လပိုင်း3ရက်နေရာရော9ရက်နေရာရောပြောခဲ့တယ်တိုင်းလောက်ခဲ့တဲ့သူတွေလည်းအကျိုးကျေးဇူးများစွာရရှိခဲ့ပြီအခု9လပိုင်း6ရက်နေ့ငွေဓာတ်ပွင့်ပြီးတော့အရာအားလုံးအရာခက်သိမ်းမြတ်တာကြီးကနေစပြီးတော့လူမှုရေးစီးပွားရေးချမ်းသာရေးအားလုံးအောင်မြင်တဲ့တိတ်ထိထူးတဲ့နေ့ပါရှားပါတယ်မူလနှက်ခတ်နဲ့တိတ်ထိရုပ်စမ်းရှင်ပြီးတော့အတူတကွဘယ်လိုခေါ်မလဲကိန်းအောင်နဲ့စွမ်းတကူတွေလွှမ်းမိုးတဲ့နေလူနေမြတ်ဆိုတာအင်တန်မှရှားပါတယ်လက်တော့မခံဘဲနဲ့လှုပ်ဖြစ်အောင်လုပ်လိုက်ပါကျင်းသေးပေါ့အကျိုးကျေးဇူးတွေခံစားရရှိပါလိမ့်မယ်ခင်ဗျ